Hello အားလုံးပဲမင်္ဂလာပါရှင် Pure the Diary Page မှာပြန်လည်ကြိုဆိုလိုက်ပါရယ်ခန္ဓာကိုယ်ဝါလိုပဲဖြစ်ဖြစ်ပိန်လိုပဲဖြစ်ဖြစ်မိန်းကလေးအများစုဟာဒီနောက်ကျောတွေရဲ့ဂျန်အောက်တွေမှာအစီဘိုတွေရှိနေတတ်ကြပါတယ်ဘရာအကျက်ဝတ်တဲ့အခါမှာဒီအစီဘိုတွေကထွက်နေတာများတဲ့အတွက်ကြောင့်မလို့ပို့ပြီးတော့ကြည့်ရတာဆိုစီရဲ့ဒီအစီတွေကိုလောင်ကျွမ်းစေမယ်အိမ်မာတင်ကရိယာမလို့ပဲအလွယ်တကူပြုလုပ်လို့ရတဲ့လေ့ကျင့်ခန်းလေးတွေကိုမျှဝေပေးချင်ပါတယ်လေ့ကျင့်ခန်းလေးတွေကို Pure နဲ့တူတူလိုက်လုပ်ဖို့အတွက်ဖိတ်ခေါ်လိုက်ပါတယ်ရှင်အရင်ဆုံးမတက်ရဲ့အနေထားလေးရပ်လိုက်မယ်လက်နှစ်ခုကိုအပြင်ကိုဘေးဘက်ကိုဆန့်ထုတ်ထားမယ်လက်တွေကပခုံးနဲ့တလိုင်းနဲ့မှရှိနေမယ်အပေါ်ကိုအရန်မရောက်ဘူးအောက်ကိုလည်းအရန်မကျဘူးပခုံးနဲ့တလိုင်းနဲ့မှထားထားမယ်လက်လေးတွေမှောက်ထားတယ်ဒီကနေပြီးလက်ဖွားလေးကိုပြန်ပြီးတော့အပြင်ဘက်ကိုပြန်ဖွင့်ထုတ်မယ်ပြန်မှောက်မယ်ဒီဟာလေးကိုဇက်တိုက်အကြိမ်20လေးပြုလုပ်မယ်လက်တွေတလိုင်းနဲ့မှရှိနေဖို့လိုတယ်နဲလေးညောင်းလာပြီဆက်ပြီးတော့လှုပ်ထားမယ်အချိန်20ပြည့်ပြီဆိုရင်အရှိလေးကိုစက်တိုက်ဆက်ပြီးတော့ဝိုက်သွားမယ်ဆက်ဝိုင်းပုံတံလေးအရှိလေးကိုဝိုက်မယ်ခုံးတွေပါအောင်ရှေ့ကိုဆွဲယူရမယ်လက်တွေကိုအောက်ကိုမကျစေဘူးအချိန်20လေးပဲရှေ့ကိုဆက်ဝိုက်မယ်နောက်ကိုပြန်ပြီးတော့ဝိုက်မယ်နောက်ကနောက်ကျောကမဆယ်တွေကိုအလုံးလုပ်ပေးမယ်လက်တွေညောင်းလာပြီးအောက်ကိုချခြင်းနေပြီစူးစမ်းထားပြီးတော့လက်တွေကိုဆက်ပြီးတော့မြှောက်ထားမယ်ဟုတ်ပြီချိန်20ပြည့်ပြီဆိုရင်လက်လေးကိုဆန့်ထုတ်တာရက်လိုက်မယ်ဒီကနေပြီးလက်ကိုတထောင်းလေးချိုးချလိုက်မယ်90 degree လေးပုံစံလေးချိုးချထားလိုက်မယ်ဒီကနေပြီးအပေါ်ကိုဆန့်ထုတ်မယ်ပြန်ပြီးတော့ယူလာမယ်90 degree တောက်မှန်ပုံစံအနေထားရအောင်ပြန်ယူလာမယ်ပြန်ဆန့်ထုတ်မယ်ပြန်ယူလာမယ်အသက်ကမအောင်ထားဘူးလေးရှူမယ်ရှူထုတ်မယ်ဟုတ်ပြီဒီပုံစံလေးကိုပဲစက်တိုက်လေးအချိန်20ပြုလုပ်မယ်လက်ကတော်တော်လေးညောင်းလာပြီကြိုးစားပြီးထိန်းထားမယ်โอเคအချိန်20ပြည့်သွားပြီဆိုရင်ဒီတောက်မှန်ပုံစံအနေထားလေးကိုပဲရှေ့ကိုလာပြီးပူးမယ်ရင်ဘတ်တွေပြန်ဖွင့်မယ်နောက်ကျောတွေကိုဆွဲပြီးတော့ညှစ်ထားမယ်2 3 4 5 6 7 8 9 10 10 9 8 7 6 5 4 3 2 1ဟုတ်ပြီဒီကနေလက်လေးကိုပြန်ဆန့်ထုတ်လိုက်တယ်အရှိကိုပြန်ပြီးစက်ကပုံစံလေးဆက်ပြီးတော့ဝိုက်သွားမယ်တော်တော်လေးညောင်းနေပြီဆိုတာသိတယ်ဒါပေမဲ့စူးစမ်းပြီးတော့လှုပ်ထားကြမယ်အနောက်လေးကိုပြန်ဝိုက်မယ်ပြီးတော့မယ်ဟုတ်ပြီ release လျှော့လိုက်မယ်အခုဆိုရင်ဒီလေ့ကျင့်ခန်းလေးပြီးသွားပြီနောက်ထပ်တစ်ခုဆက်ပြီးတော့သွားမယ်ဘေးတိုင်းလေးအနေထားလေးပြပေးမယ်ဒူးလေးနည်းနည်းလေးကွေးလိုက်တယ်ခန္ဓာကိုယ်လေးကိုအရှိကိုနည်းနည်းလေးညွှတ်လိုက်တယ်တင်မားလေးကိုအနောက်ပို့ထားတယ်လက်နှစ်ခုအပေါ်ကိုဆန့်ထုတ်လိုက်တယ်နရွက်နဲ့တလိုင်းနဲ့ကိုဆန့်ထုတ်လိုက်ပြီးဒီကနေပြီးတော့ဝိုက်ပြီးတော့ဆင်းသွားမယ်အနောက်မှာသွားပြီးတော့ညှစ်မယ်ဒီအနောက်ကမဆယ်ကိုညှစ်မယ်လက်ကိုဆန့်ထုတ်မယ်ဒီကနေပြန်ယူလာပြီးအပေါ်ကိုပြန်ဆန့်ထုတ်မယ်ရေကူးတဲ့ပုံစံအနေအထားလေးသွားမယ်ရေကူးတဲ့အခါမှာဖားကူးတဲ့အချိန်မှာလုပ်တဲ့လက်ပုံစံမျိုးလေးသွားမယ်အချိန်20လေးပဲစတိုက်လေးသွားမယ်
1 byte တွေကိုပါညှစ်ထားမယ်ကျင်း20ဖြစ်ပြီဆိုရင်နောက်တစ်မျိုးသွားမယ်နောက်တစ်မျိုးကလည်းဒီ position လေးပဲဒူးလေးနည်းနည်းလေး bend လုပ်ထားမယ်ကိုရမယ်ခန္ဓာကိုယ်လေးကိုရှေ့ကိုနည်းနည်းလေးကိုင်းထားလိုက်မယ်တင်မလေးနောက်ပို့ထားမယ်ရှေ့ကိုကိုင်းထားလိုက်ပြီးလက်မထုတ်ထားမယ်လက်သီးဆုပ်ထားမယ်လက်နှစ်ခုကရှေ့မှာဒီပုံစံလေးဖြစ်မယ်ဒီကနေအပေါ်ကိုထောင်တက်မယ်နော်လက်ပြန်ထိမယ်ပြန်တက်မယ်အဲ့ဒီအချိန်မှာဒီနောက်ကျောတွေကိုလာပြီးတော့ဆွဲညှစ်မယ်လက်အပေါ်ဆွဲတင်တဲ့အချိန်မှာဝေးလိုက်လေးပြပေးမယ်ဒီပုံစံအနေထားလေးကိုကြိမ်20လေးစတိုက်ပြုလုပ်မယ်အသက်ကိုရှူမယ်တမ်အောင်ထားဘူးခုဆိုရင်နောက်ဆုံးတစ်မျိုးပဲကျန်တော့တယ်နောက်ဆုံးတစ်မျိုးလေးက map လေးပေါ်မှာလှဲလိုက်မယ် map ပေါ်မှာဝမ်းရမှောက်အနေထားလေးနေလိုက်မယ်လက်တီခြေထောက်တွေကိုနှစ်ခုလုံးကိုဆန့်ထုတ်ထားလိုက်မယ်လေရှူရာနဲ့လက်ကောခြေထောက်ကောပေါ်ဆွဲမြောက်လိုက်မယ်ဒီကနေပြီးတော့အနောက်ကိုဆွဲယူသွားတယ်တောင်စစ်လေးတွေကိုအနောက်ကျောမဆယ်တွေကိုဆွဲညှစ်မယ်ပြန်ဆန့်ထုတ်မယ်ခြေထောက်လေးလည်းကြွထားတယ်နှောက်ထားမယ်ထိန်းထားမယ်တမ်အောင်ထားပါဘူးrelease ခုဆိုရင်ဒီနောက်ကျောနဲ့လက်မအောက်ကအစီတွေကြားစီလေးကျင့်ငယ်လေးပြီးသွားပြီအခုဖြူပြပေးသွားတဲ့လေ့ကျင့်ခန်းလေးတွေကိုတစ်မျိုးကိုအကြိမ်20စီ3ကြောလောက်ပြုလုပ်ပေးပါအခုဆိုရင်ဒီနောက်ကျောပြင်နဲ့ကျန်းအောက်မှာရှိတဲ့အစီဘိုတွေရော့စီရဲ့လေ့ကျင့်ခန်းလေးလုပ်တတ်သွားပြီဆိုတော့အားလုံးပဲအရင်ကထက်ပိုပြီးတော့လှလှနိုင်ကြပါစေရှင်ဒီဗီဒီယိုလေးကိုကြည့်ရှုပေးတဲ့သူတွေအားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်နောက်ထပ်ဗီဒီယိုတွေမှာပြန်လည်ဆုံတွေ့ကြမယ်နော်